အားလုံးပဲမင်္ဂလာပါကျွန်တော်စီမတ်ဆွဲရဲ့အောင်မြင်သူများဘယ်လိုတွေးခေါ်တယ်လဲဆိုတဲ့စာအုပ်တူကျုံးမှာကြိုးဆိုပါရယ်အောင်မြင်သူများကိုအခြားသူများနဲ့မတူအောင်ခွဲခြားပေးသည့်အရာကိုမိတ်ဆွေတွေတွေးဖို့ပါသလား၎င်းဒီစ조사အားထုတ်မှုသို့မဟုတ်ကံကောင်းခြင်းတတ်မဟုတ်ပါဘူးအောင်မြင်သူတွေရဲ့စဉ်းစားပုံပဲဖြစ်ပါတယ်ဤစာအုပ်တွင်အောင်မြင်မှုကိုဖန်တီးပေးသည့်စိတ်ထားများကိုလေ့လာတော့ပါမယ်မိတ်ဆွေဘဝကိုပြောင်းလဲစေမဲ့လျှို့ဝှက်ချက်များစင်ခုံမှုများကိုကျော်လာခြင်းပုံမကောင်းမွန်သောဆုံးဖြတ်ချက်များချမှတ်ခြင်းနဲ့မိတ်ဆွေဆိုင်ရဲ့အပြည့်ကိုရယူခြင်းတို့ကိုစိတ်ကူးကြည့်ပါမိတ်ဆွေအလုပ်ကိုင်တိုးတက်ရေးဆက်ဆံရေးကိုယ်ရည်ကိုယ်သေးဖွံ့ဖြိုးရေးတို့အတွက်ဤအကြောင်းအရာများကတော့ချက်ဖြစ်နိုင်ပါလိမ့်မယ်ဤစာအုပ်ဆုံးတွင်မိတ်ဆွေဘဝရဲ့နေပယ်တိုင်းအတွက်အောင်မြင်အသုံးပြုနိုင်သည့်လက်တွေ့ကြသောနည်းလမ်းများကိုရရှိပါလိမ့်မယ်စိတ်ကူးကြည့်ခြင်းထက်မြက်သောစဉ်းစားတွေးခေါ်မှုသည်မြည်သည့်အလုပ်တွေမဆိုမိတ်ဆွေကိုထူးချွန်စေပါတယ်တိုးတော့၎င်းသည့်အလုပ်တစ်ခုရဲ့အတွက်သာမကဘဝတစ်ခုလုံးအတွက်အကျိုးရှိပါတယ်ကောင်းမွန်စွာတွေးခေါ်နိုင်သူသည်ဘဝဤမြည်သည့်အရာကိုမဆိုအောင်မြင်နိုင်ပါတယ်မိတ်ဆွေအပါဝင်မိသူမဆိုမိမိတွေးခေါ်မှုကိုပြောင်းလဲနိုင်ပါတယ်တိုးတော့မိတ်ဆွေဘဝကိုပြောင်းလဲမိဆိုလျင်တတိထားရမည့်အချက်တစ်ခုရှိပါတယ်မိတ်ဆွေစဉ်းစားပုံသည်သူ့ဘာသာသူပြောင်းလဲလာမည်မဟုတ်ပါ၎င်းကိုကြွက်သားတစ်ခုကဲ့သို့နေ့စဉ်လေ့ကျင့်လိုအပ်ပါတယ်ဤဒီမှာစိတ်ခုံမှုကြီးတရက်ဖြစ်တော်လဲမိတ်ဆွေဘဝကိုအမှန်တကယ်ပြောင်းလဲစေနိုင်ပါတယ်ရရှိအတွက်တွေးခေါ်ပါရခင်က General Electric CEO ဖြစ်ခဲ့သူ Jack Welch သည်ဝန်ထမ်းများအားအမြန်ရောက်အမြင့်တင်ခြင်းထက်ဝယ်လက်နှင့်ရရှိဆက်ဆံရေးတည်ဆောက်ခြင်းကပိုအရေးကြီးသူဟုအမြဲပြောသည်ရရှိတွေးခေါ်ခြင်းသည်ယခုအချိန်ကိုသာမကအနာဂတ်အခွင့်အလမ်းများကိုပါခြုံငုံစဉ်းစားခြင်းဖြစ်သည်ထို့သောတွေးခေါ်သူများနှင့်ပေါင်းသင်းခြင်းဖြင့်သူတို့၏ထူးခြားသောဘဝအမြင်ကိုလေ့လာနိုင်ပါတယ်တိတ်ကူးကြီးသူများ၏လက္ခဏာများနံပါတ်1အမြဲတည်ယူလိုစိတ်ရှိခြင်းသူတို့သည်မိမိတည်ပြီးသားအပေါ်ကျင့်တတ်မနေဘဲအသစ်သောအရာများကိုရှာဖွေလေ့ရှိတယ်နံပါတ်2အတွေ့အကြုံသစ်များကိုနှစ်သက်ခြင်းနေရာသစ်များသို့တွားရောက်လည်ပတ်ခြင်းလူသစ်များနှင့်ဆုံတွေ့ခြင်းကိုဝါသနာပါပါတယ်ဤနည်းလမ်းများကိုအသုံးပြု၍မိတ်ဆွေတွေးခေါ်မှုကိုစတင်ပြုပြင်ပါအောင်မြင်သူများကဲ့သို့ကြီးမားသောရည်မှန်းချက်များကိုအကောင့်ထဲပေါ်နိုင်ပါစေမိတ်ဆွေနေ့စဉ်ဘဝရဲ့အသစ်သောချက်လက်များကိုစိတ်လှုပ်ရှားစွာရယူခြင်းကိုထည့်သွင်းနိုင်ပါတယ်သူတို့ဤချိန်စရာနဲ့လှုပ်ရှားခြင်းကိုဂရုပြုပါမိဒီနေ့သို့မဟုတ်အသစ်သောတာဝန်ကိုသင်အတိတ်ကထားလို့သည်။အေးရအတွက်အနည်းဆုံးတစ်ရက်ကိုတတ်မှတ်ရန်အရေးကြီးပါတယ်။ထိုနေ့တာဝန်များကိုအထူးဂရုပြုရန်စိတ်ပိုင်းဖြတ်ထားပါ။အေးရသည်မိတ်ဆွေအားအောင်မြင်မှုစီသို့ဥတည်နေကြောင်းနားလည်ပါ။ဂရုတစိုက်နားထောင်ပါ။ကောင်းသောတွေးခေါ်သူဖြစ်လာရန်ကျင့်ဝတ်နေကြမှုသည်အရေးပါသည်။မိတ်ဆွေသည်အရာရာကိုမသိတော့လဲဂရုတစိုက်နားထောင်ခြင်းဖြင့်အေးချက်ကိုပြောင်းလဲနိုင်ပါသည်။သက်ဆိုင်ရာနယ်ပယ်များတွင်နှဆိုင်သောအသိပညာရှိသည့်ကျွမ်းကျင်သူများ၏စကားကိုနားထောင်ပါဥပမာအားဖြင့်ဤစာအုပ်ကိုရေးသားသူဂျွန်စီမတ်စဝဲသည်ဘောလုံးနည်းပြ900နှင့်စကားပြောခဲ့ပါသည်သူသည်သူတို့၏အသင်းဖွဲ့ဆိုင်ရာဗျူဟာများကိုစိတ်အားထက်သန်စွာမေးမြန်းခဲ့ပြီးသူ၏တင်ယူလိုစိတ်များကိုနည်းပြများကအထင်ကြီးကမိကွန်းအလုံးကိုဖြေချခဲ့ပါသည်ဘဝကိုကျင့်တတ်မှုဖြစ်တတ်မှာမိတ်ဆွေလိုချင်သည်မှာမိတို့ဝင်ဖြစ်စေမိတ်ဆွေ၌ဘဝတစ်ချိန်သာရှိသည်ကြီးမားသောတွေးခေါ်သူများသည်ပြေဝသောဘဝကိုရှေ့တန်လိုကြသည်ထို့ကြောင့်သူတို့သည်တိုးတက်ရန်ခွင့်လန်းများကိုအမြဲရှာဖွေနေသည်မိမိဘဝကိုပြန်လည်သုံးသပ်သောအခါ၎င်းကိုကျေနပ်ဖွယ်ရာအဖြစ်ခံစားလိုကြသည်ကြီးကြီးမားမားတွေးပါအေးရသည်မိတ်ဆွေစိတ်ကိုကျေပြန့်စေပြီးလူများနှင့်၎င်းတို့အမြင်များကိုစာနာစိတ်ဖြင့်ဆက်သွယ်နိုင်စေသည်မိတ်ဆွေအတွင်းနှင့်မတူသောသူများကိုနားထောင်ရန်အကျိုးရှိသည်မဟုတ်ပါကမိတ်ဆွေသည်အသိပညာနည်းပြီးဗတ်လိုက်မှုများဖြင့်အမောက်အမိုက်ဖြစ်လာနိုင်သည်ခေါင်းမာနေပါကမိတ်ဆွေတိုးတက်မည်မဟုတ်ပဲမိတ်ဆွေအမြင်သည်ကျင်းမြောင်းနေပါမည်ဦးစားပေးရမည့်အရာကိုသိပါကြီးမားစွာတွေးခြင်းသည်မိသည့်တာဝန်ကိုလေးထားရမည်မိသည့်အရာကိုရွှေ့ထားရမည်ကိုနားလည်စေသည်တခါတရံနေ့စဉ်ဘဝသည်စိတ်ဖိစီးနိုင်ပြီးမာယွန်းသောအရာများတွင်စွန့်အင်ကိုသုံးမိနိုင်သည်မိသည့်အရာကိုမစုံမလုပ်မီသို့မဟုတ်မတုတ်ပြန်မီမိမိကိုမေးပါအရာကိုရေရှည်ဆက်လုပ်လို့သလားလိုပါကဆက်လုပ်ပါလိုပါကဆက်လုပ်ပြီးရှေ့ဆက်ပါဖန်တီးမှုဆိုင်ရာတွေးခေါ်နည်းကိုမွေးမြူပါဖန်တီးနိုင်သောတွေးခေါ်မှုကိုမွေးမြူခြင်းသည်ကောင်းမွန်သောတွေးခေါ်သူတစ်ဦးဖြစ်လာရန်အခြားသောချက်တစ်ခုဖြစ်သည်ဖန်တီးမှုဆိုသည်မှာအသစ်ဆက်အိုင်ဒီယာများကိုအဆက်မပြတ်ထုတ်နေရန်မဟုတ်ပါအမှန်စင်စစ်ကြီးမြတ်သောအနုပညာရှင်များသာသည်အခြားသူများ၏စိတ်ကူးများကိုစိတ်ဆုံမှုရခဲ့သည်လုံးဝအသစ်ဖြစ်သောအိုင်ဒီယာများသည်ရှားပါသည်ဖန်တီးမှုဆိုသည်မှာရှိပြီးသားအိုင်ဒီယာကိုယူကာမိတ်ဆွေကိုယ်ပိုင်အရာတစ်ခုထည့်သွင်းခြင်းဖြစ်သည်ဖန်တီးနိုင်သောတွေးခေါ်သူများလက်ကင်ထားသည့်တန်ဖိုးများမှာဤသို့ပင်ဖြစ်သည်တွေးခေါ်ဖန်တီးနိုင်သူများ၏တန်ဖိုးများနံပါတ်1
အိုင်ဒီယာများကိုတန်ဖိုးထားသည်ကြီးမားသောပုံရိပ်တွေးခေါ်သူများကဲ့သို့ပင်ဖန်တီးနိုင်သူများသည်စိတ်ဖွင့်ထားသည်သူတို့သည်ဖန်တီးနိုင်သည်ဟုပြောလိုသာမကတကယ်ဖန်တီးနိုင်ရန်အားထုတ်သည်အခြားသူများ၏အိုင်ဒီယာများကိုတန်ဖိုးမထားပါကမိတ်ဆွေကိုယ်ပိုင်စိတ်ကူးများလည်းမထွက်နိုင်ပါနံပါတ်1ရွေးချယ်စရာများကိုရှောက်ပွေးသည်ဖန်တီးနိုင်သူများသည်ဖြစ်နိုင်ခြင်းများစွာကိုမကြောက်သည်မှာအံ့ဩစရာမရှိသူတို့သည်ရွေးချယ်စရာပုံမရှောက်ပွေးသည်အကြောင်းမှာရွေးချယ်စရာများလာလျင်ဖန်တီးမှုစွမ်းရည်ပိုတိုးလာသောကြောင့်ဖြစ်သည်ဥပမာစာရေးဆရာဂျုံစီမတ်ဆွဲသည်ရွေးချယ်စရာများစွာရှိခြင်းကိုနှစ်သက်သည်အဘဲကြောင့်ဆိုသောထိုထဲမှအကောင်းဆုံးဖြစ်ခြင်းကိုရှာနိုင်သောကြောင့်ဖြစ်သည်နံပါတ်3မတေချာမှုကိုမကြောက်ပါအီတမိုးသည်ရခင်ချက်နှင့်ဆက်နေသည်ဖန်တီးနိုင်သူများသည်မတိသောအရာသို့မဟုတ်မတည်ငြိမ်မှုကိုမကြောက်ပါတစုံတစ်ခုသည်မပြည့်ပြတ်သေးပါကစူးစမ်းမှုအခွင့်ပိုရှိသည်ဟုယုံကြည်သည်ဇလန်သို့မဟုတ်အစီအစဉ်တွေဟာကွက်များကိုစိတ်ကူးဖြင့်ဖြစ်သည်နံပါတ်4ကြာရှုံးမှုကိုမကြောက်ပါအခွင့်အလမ်းများစွာရှိခြင်းသည်ကြာရှုံးမှုများစွာရှိသည်ဟုဆိုလိုသည်ထို့ကြောင့်လူများစွာသည်ဖန်တီးတွက်ခေါ်ရန်ကြောက်ကြသည်စိတ်ကူးဟောင်းများနှင့်သာကပ်နေခြင်းကပိုလွယ်ပြီးစိတ်ချရသည်သို့သောဖန်တီးနိုင်သူများသည်တမယိုးကျအတွေးများကိုစင်ခေါ်ရန်နဲ့တတ်သည်အတိတ်ပဲရှိသော idea တစ်ခုကိုအောင်မြင်စွာအသက်သွင်းနိုင်မှာက69ချိန်ကြာရှုံးခြင်းသည်တန်မိုးရှိသည်ဟုနားလည်သည်တင့်အတွင်းကဖန်တီးနိုင်သောတွေးခေါ်သူကိုမြည်သို့နှိုးထားစေမည်နီဖန်တီးမှုကိုဟန်တာသည့်အရာများကိုဖယ်ရှားပါတင့်ကိုတင်ကန့်သက်မထားပါနဲ့အထူးသဖြင့်စိတ်ပိုင်းဆိုင်ရာငါသည်ဖန်တီးနိုင်သူမဟုတ်ပါဟုမပြောပါနဲ့ပထမတွင်အကြောင်းမဲ့ဟုထင်သောစိတ်ကိုလွယ်လွယ်မပစ်ပါနဲ့အရေးကြီးဆုံးမှာကြာရှုံးမှုကိုမကြောက်ပါနဲ့တင့်ကိုနဲ့ဖန်တီးနိုင်စွမ်းကိုယုံကြည်ပါမှန်ကန်သောမိကုံးများကိုမေးပါစိတ်ကူးသည့်များကိုလှုပ်ဆော်ရန်ဤပြဿနာကိုမတူညီသောနည်းလမ်းဖြင့်ဖြေရှင်းနိုင်မလားဆိုတဲ့မိကုံးများကိုမေးပါဖန်တီးမှုမရှိသောစိတ်သည်အဖြေမှားကိုသိတော်လဲဖန်တီးနိုင်သောစိတ်သည်မိကုံးမှားကိုအမြဲဖော်ထုတ်တတ်သည်မိကုံးမှားများသည်အဖြေမှားထက်ပိုဆိုးရသည်အဘဲကြောင့်ဆိုသော၎င်းတို့သည်မိတ်ဆွေဖန်တီးမှုလမ်းကြောင်းကိုပိတ်ဆို့ထားသောကြောင့်ဖြစ်သည်မိတ်ဆွေစိတ်ကိုရှင်းလင်းစွာတွေးခေါ်ခြင်းမှာဟန်တာသည်ထို့ကြောင့်နောက်တစ်ချိန်ပြဿနာတစ်ခုနှင့်ရင်ဆိုင်ပါကအီမေကိုများကိုမေးပါဒါကိုဒီလိုလုပ်ရမယ်ဆိုတာဘာကြောင့်လဲဒါကိုချားနေနဲ့လုပ်လို့ရမလားဒီပြဿနာရဲ့နောက်ွယ်ကအကြောင်းရင်းတွေကဘာတွေလဲဒါကိုမလုပ်ခဲ့ရင်ဘာတွေဖြစ်သွားမလဲအီမေကိုများသည်မိတ်ဆွေစိတ်ကိုဖန်တီးနိုင်သောတွေးခေါ်မှုအတွက်လေ့ကျင့်ပေးသည်ဖန်တီးနိုင်သောစိတ်သည်ကြီးကျယ်သောဖြစ်ခြင်းနည်းများစွာကိုထွက်ပေါ်စေနိုင်သည်ဖန်တီးနိုင်သူများနှင့်အချိန်ဖလှယ်ပါဖန်တီးနိုင်သောသည်ကုသတတ်သည်ထို့ကြောင့်မတူညီသောဖြစ်နိုင်ခြင်းများကိုစူးစမ်းရန်မကြောက်သူများနှင့်ဝန်ရံထားပါမိတ်ဆွေကောင်းသောစိတ်ကူးစည်းဝေးပွဲတစ်ခုတွင်ပါဝင်မှုပါသလားအခြားသူများ၏အိုင်ဒီယာများကိုကြားပြီးနောက်မိတ်ဆွေတွင်ထူးချွန်သောစိတ်တစ်ခုပေါ်ပေါက်သည်ကိုတတိထားမိပါသလားထိုကဲ့သို့သောအချိန်ပြီးနောက်မိတ်ဆွေဆွဲအိမ်ပြေးလာသည်ကိုခံစားရနိုင်သည်ဖန်တီးမှုဆိုင်ရာတွေးခေါ်ခြင်းတွင်ဤသက်ရောက်မှုရှိသည်၎င်းသည်မိတ်ဆွေအားတင်းကျပ်သောလမ်းကြောင်းကိုအမြဲလိုက်เสียမလို့ကြောင်းပြသသည်မဟာဗျူဟာကျတွေးခေါ်မှုကိုအသုံးချပါမဟာဗျူဟာကျတွေးခေါ်မှုဟူသောသကလုံးသည်နည်းနည်းတော့6လမ်းနဲ့ဖြစ်နိုင်သည်၎င်းသည်စစ်ပတ်ဆိုင်ရာလူများသို့မဟုတ်စစ်စက်လက်များကိုတတိယစေနိုင်သည်သို့သောမဟာဗျူဟာကျတွေးခေါ်မှုကိုနေ့စဉ်ပေါ်ရတဲ့အလွယ်တကူသုံးချနိုင်သည်ကျုံစီမတ်ဝဲသည်လေ့လာတွေ့ရှိခဲ့သည်မှာလူအများစုသည်၎င်းတို့၏ဘဝကိုနေ့စဉ်အလိုက်သာအစီအစဉ်ဆွဲကြသည်မနက်ခင်းတွင်ရိုးလာပြီးလှုပ်ရှားရှိအစရင်ပြုလုပ်ခအလုပ်သို့သွားသည်တချို့လူများသည်သူတို့၏ဘဝကိုတည်င်းပတ်အလိုက်အစီအစဉ်ဆွဲသည်ပြက်ကလေးကိုစောင့်ကြည့်ပြီးအစည်းအဝေးများကိုစစ်စစ်ကအလုပ်သို့သွားသည်သို့တော်ကျုံသည်သူ့၏ဘဝကို40ရက်တစ်ချိန်အပိုင်းပိုင်းဖြင့်အစီအစဉ်ဆွဲသည်သူသည်ခီးသွားရမည့်နေ့များမိသားစုနှင့်လှုပ်ဆောင်နိုင်သောလှုပ်ရှားမှုများနှင့်စီမံကိန်းများအတွက်တည်တဲ့နေများကိုသတ်မှတ်သည်ဤအစီအစဉ်နီးလန်းသည်ကျုံ၏ဘဝတွင်ဤအောင်မြင်ရသည့်အတိတ်ကအကြောင်းရင်းဖြစ်သည်မဟာဗျူဟာကျတွေးခေါ်မှုသည်မိတ်ဆွေကိုပုံမထိရောက်စေသည်၎င်းသည်မိတ်ဆွေပိုင်းနိုင်များကိုရောက်ရှိစေရန်ရှင်းလင်းသောလမ်းကြောင်းပေးပြီးမိတ်ဆွေအားသာချက်များကိုမြင့်တင်ပေးသည်ဥပမာအားဖြင့်မိတ်ဆွေလုပ်ငန်းတွင်စီမံကိန်းတစ်ခုကိုစတင်မည်ဆိုပါကမိသည့်အဆင့်များကိုလိုအပ်သည်မိသည့်တို့ပါဝင်ရမည်မိသည့်အခြေအနေပြင်းမြောက်ရမည်ကိုကြိုတင်တွေးပါဤကဲ့သို့သောအစီအစဉ်မျိုးသည်မိတ်ဆွေအားအချိန်နှင့်ရင်းမြစ်များကိုထိရောက်စွာစီမံနိုင်ရသည်နောက်ဆုံးတွင်မဟာဗျူဟာများသည့်မိတ်ဆွေအနာဂတ်အတွက်ပြင်ဆင်မှုပြုလုပ်စေပြီးအခွင့်အလမ်းများကိုမြင်နိုင်စွမ်းပေးသည်ကြီးမားသောစီမံကိန်းတစ်ခုကြောင့်စိတ်ဖိစီးနေပါသလားမဟာဗျူဟာကျတွေးခေါ်မှုကထိုအရာကိုစီမံဖြတ်တောက်နိုင်သောအပိုင်းများအဖြစ်ခွဲခြားရန်ကူညီနိုင်သည်အစလိုက်အစီအစဉ်ရေးဆွဲသည့်အခါလှုပ်ဆောင်ရန်ပုံမလက်ကူသည်မဟာဗျူဟာကျတွေးခေါ်မှုကိုဖွံ့ဖြိုးရန်လုပ်ငန်းတာဝန်များကိုတင်းငယ်သောအပိုင်းများအဖြစ်စတင်ခွဲခြားပါဤနည်းဖြင့်၎င်းတို့သည်ထိန်းချုပ်ရလွယ်ပြီးတစ်ခုစီအာရုံစိုက်နိုင်သောကြောင့်ပုံမထိရောက်စွာပြင်းမြောက်နိုင်သည်
လုပ်ငန်းကိုမိတို့ခွဲမိဆိုဒီမှာတက်ပေါ်မှုတည်သည်ဥပမာရေရချက်တာဝန်ယူမှုအဆင့်တော့မဟုတ်လောက်ဆောင်ချက်လိုက်ခွဲနိုင်သည်မဟာဗျူဟာချက်တွေးခေါ်မှုဖွံ့ဖြိုးရန်အဆင့်များနံပါတ်1အမှန်တကယ်ပန်းတန်ကိုဖော်ထုတ်ပြီးအာရုံစိုက်ပါပြဿနာကိုအလင်းစလိုဖြေရှင်းရမကြိုးစားပါနဲ့တင်မြင်သောပြဿနာဒီနောက်ွယ်တွင်အကြောင်းရင်းများစွာရှိနိုင်သည်အချိန်ယူကပြဿနာ၏အရင်းမြစ်ကိုရှာဖွေပါဤအဆင့်တွင်ပတ်လိုက်မှုမရှိဘဲဆုံးဖြတ်ရန်အရေးကြီးသည်နံပါတ်2တဲ့အရင်းမြစ်များကိုစမ်းစစ်ပါတင်တွင်ရှိသောအချိန်ငွေကြေးနှင့်လိုအပ်သောအရင်းမြစ်များပြည့်စုံမှုကိုစဉ်းစားပါလုပ်ငန်းပြီးမြောက်ရန်ငားရန်ရမည့်အရာများကိုသတ်မှတ်ပါ3အစီအစဉ်တစ်ခုရေးဆွဲပါဂျွန်၏အဆိုအရအစီအစဉ်ဆွဲခြင်းသည်စီမံချက်၏ရှုပ်ထွေးမှုအဆင့်ပေါ်မူတည်သည်သို့သောသူကအကြံပြုသည်မှာပထမအဆင့်မှာစတင်ရန်ဖြစ်သည်ဥပမာအဆောက်အဦတစ်ခုသို့ပြောင်းရွှေ့မိဆိုပါကပထမဆုံးအဆင့်မှာမြို့တွင်းရှိနေရာဒေသကိုစူးစမ်းလေ့လာခြင်းဖြစ်သည်ဤသို့ပြုလုပ်ခြင်းဖြင့်အသင်တွင်ဆက်အိမ်ကိုထိမ့်သိမ်းကလှုပ်ဆောင်မှုအတွက်စိတ်အားထက်သန်မှုကိုမြင့်တင်နိုင်သည်နံပါတ်4မှန်ကန်သောလူများကိုမှန်သောနေရာတွင်ထားပါမာယွန်းသောလူကိုမာယွန်းသောတာဝန်ပေးပါကအမှားများစွာဖြစ်နိုင်ပြီးမဟာဗျူဟာချက်အစီအစဉ်မှန်ကန်စွာအကောင့်ထဲမပေါ်နိုင်ပါမာယွန်းစွာတာဝန်ပေးခြင်းသည်ပြဿနာများစိတ်ပြတ်မှုစိတ်တူလည်မှုနှင့်နောင်တတို့ကိုဖြစ်စေနိုင်သည်အောင်မြင်မှုအတွက်လူတိုင်း၏အသာချက်နှင့်အားနည်းချက်များကိုတေချာစဉ်းစားပါအရေးကြီးသောအချက်လုပ်ငန်းကိုသိငယ်သောအပိုင်းများခွဲခြားပါအမှန်တကယ်လိုအပ်သောပန်းတိုင်ကိုရှာဖွေပါရရှိနိုင်သောရင်းမြစ်များကိုမြတ်မြတ်တတဆန်းစစ်ပါအသင်းဝင်များ၏စွမ်းရည်နှင့်ကိုက်ညီသောတာဝန်ခွဲဝေပါဤနည်းလမ်းများဖြင့်ကြီးမားသောစီမံကိန်းများကိုစနစ်တကျကိုင်တွယ်နိုင်ပြီးအောင်မြင်မှုစီသို့ချဉ်းကပ်နိုင်မည်ဖြစ်သည်နောက်ဆုံးအဆင့်လုပ်ငန်းစဉ်ကိုထပ်လုပ်ပါပြဿနာငယ်များကိုစိတ်ကမ်းဖြင့်ဖြေရှင်းနိုင်တော်လဲပြဿနာကြီးများအတွက်မဟာဗျူဟာချက်တွေးခေါ်မှုလိုအပ်သည်ဤစွမ်းရည်ကိုခွင့်ပြုရန်မဟာဗျူဟာချက်တွေးခေါ်မှုကိုစဉ်ဆက်မပြတ်လေ့ကျင့်ပါစတင်ခက်ခဲရှိတော်လဲအချိန်ကြာလာသည်နှင့်အမျှ၎င်းသည်တဘာဝကြကြဖြစ်လာမည်ပြဿနာငယ်ဖြစ်စေကြီးဖြစ်စေလွယ်ကူစွာဖြေရှင်းနိုင်လာမည်ပြန်လည်သုံးသပ်တွေးခေါ်မှုမှသင်ယူပါယနေ့လူငယ်အဖွဲ့အစည်းတွင်လှုပ်ဆောင်မှုကိုတွေးခေါ်မှုထက်ပိုတန်မိုးထားလိမ့်ရှိသည်လှုပ်ဆောင်မှုကရလဒ်များကိုချက်ချင်းပြသနိုင်တော်လဲကျွန်စီမဝက်ကပြန်လည်သုံးသပ်တွေးခေါ်ခြင်းအတွေ့အကြုံများကိုနှံ့နှံရှမ်းရှမ်းစဉ်းစားခြင်းသည်ပုံမကောင်းမွန်သောရလဒ်များကိုဖန်တီးနိုင်ကြောင်းအလေးပေးပြောဆိုသည်ပြန်လည်သုံးသပ်တွေးခေါ်ခြင်းသည်စစ်မှန်သောအမြင်ကိုပေးစွမ်းသည်ကျွန်းသည်အားလည်းရပြီးတိုင်းသူ၏ကလေးများကိုမေကွန်းတစ်ခုမေးလေးရှိသည်နံပါတ်1ဒီခီးမှာဘာကိုပျော်ဆုံးလဲနံပါတ်2ဒီခီးကနေဘာသင်ခန်းစာရလိုက်တယ်လဲဤနည်းဖြင့်သူသည်ပြန်လည်သုံးသပ်ခြင်းအစွမ်းကိုသင်ပေးခဲ့သည်လူအများစုသည်၎င်းတို့၏အတွေ့အကြုံများကိုသာကြည့်မဆိုင်ကြပါသို့တော်လည်းပြန်လည်သုံးသပ်ခြင်းမရှိပါကမိတ်ဆွေလေ့လာခဲ့သည်များကိုအပြည့်အဝနားလည်နိုင်မည်မဟုတ်ပါစိတ်ခံစားမှုဆိုင်ရာရိုးသားမှုကိုဖွံ့ဖြိုးစေသည်စိတ်ခံစားမှုမြင့်မားသောအခြေအနေတွင်ရှင်းလင်းစွာတိတ်ခေါ်ရန်ခက်ခဲသည်တင်သည်တင်ဤစိတ်ခံစားချက်များကိုသာဦးစားပေးအာရုံစိုက်နေတတ်သည်စိတ်ခံစားမှုကိုအာရုံစိုက်ခြင်းသည်တဘာဝကျတော်လဲ၎င်းသည်တင်သုံးပြချက်ကိုဝေဝါးစေနိုင်သည်အင်းနီယာရင်ပြန်လည်သုံးသပ်တွေ့ခုမှုကအရေးပါလာသည်စိတ်လှုပ်ရှားပွဲအတွေ့အကြုံတစ်ခုကိုပြန်လည်သုံးသပ်ခြင်းဖြင့်ထိုးခြင်းတွေကိုပုံမကောင်းမှုစွာကင်တွယ်နိုင်ဖို့ထိုးသွင်းသိမြင်နိုင်သည်ဤနည်းဖြင့်အနာဂတ်တွင်စိတ်ခံစားမှုများကိုပုံမတည်ငြိမ်သောစီမံနိုင်လာမည်ဖြစ်သည်မဟာဗျူဟာနှင့်ပြန်လည်သုံးသပ်တွေ့ခုမှုတို့သည်ဘဝပြဿနာများကိုထိရောက်စွာဖြေရှင်းရန်တော့ချက်ဖြစ်သည်ဤစွမ်းရည်များကိုလေ့ကျင့်ပြီးအတွေ့အကြုံတိုင်းကိုသင်ခန်းစာယူပါကတင်ဘဝသည်ပုံမတိုးတက်ပြီးကျင့်တဲ့ပွဲဖြစ်လာမည်ဤပြန်လည်သုံးသပ်မှုသည်နောက်လေအလားတူအခြေအနေများကိုပုံမထိရောက်စွာဖြေရှင်းနိုင်ရန်မိတ်ဆွေကိုပြင်ဆင်ပေးသည်ပြန်လည်သုံးသပ်တွေ့ခုမှု၏အခြားအကျိုးကျေးဇူးမှာမိတ်ဆွေဆုံးဖြတ်ချက်များတွင်ပုံမတေချာမှုနှင့်ယုံကြည်မှုရှိလာစေခြင်းဖြစ်သည်မိတ်ဆွေရွေးချယ်မှုများကိုမကြာခဏတန်တရားဝင်နေသူဖြစ်ပါကဤအလေးချင်းကမိတ်ဆွေအားထိုဆုံးဖြတ်ချက်များကိုပြန်လည်သုံးသပ်ရန်ကူညီပေးလိမ့်မည်မိတ်ဆွေဆုံးဖြတ်ချက်တိုင်းကိုတေချာစဉ်းစားရန်အချိန်ပေးပါအချိန်ကြာလာသည်နှင့်အမျှဤအလေးချင်းသည်မိတ်ဆွေတွေ့ခေါ်မှုကိုခြုံထက်စေပြီးပုံမကောင်းမွန်သောအသည့်စိတ်ကိုဖွံ့ဖြိုးစေသည်ပြန်လည်သုံးသပ်တွေ့ခေါ်မှုကိုမိတို့ဖွံ့ဖြိုးအောင်လုပ်မည်နည်းနံပါတ်1သုံးသပ်ရန်အချိန်ပေးပါဤအဆင့်သည်အများစုလစ်လျူရှုသောအရေးကြီးသောအဆင့်ဖြစ်သည်လူအများစုကအာယုံဆိုင်လို့မရဘူးသို့မဟုတ်ပြင်းစရာကောင်းတယ်ဟုပြောတတ်သည်သို့သောအောင်မြင်သူတိုင်းသည်တွေးခေါ်ရန်အချိန်တည်တံ့ထားရှိသည်တင်မထားပါကလိုချင်သောအောင်မြင်မှုကိုမရရှိနိုင်ပါနံပါတ်2အနောက်ရှက်များကိုဖယ်ရှားပါစဉ်းစားရန်အတွက်ငြိမ်သက်သောနေရာလိုအပ်သည်ထို့ကြောင့်အနောက်ရှက်မရှိသောနေရာကိုရှာဖွေပါဖုန်းသို့မဟုတ် electronic ပစ္စည်းများမယူပါနဲ့ကျွန်းသည်သူ့အိမ်ပြင်ဘက်ရှိကြောက်တုံးပေါ်ထိုင်နေစေပန်းချံတွေဖြစ်စေစိတ်ငြိမ်းချမ်းမှုကိုရှာဖွေတတ်သည်အရေးကြီးသည်မှာတင့်အားဘယ်သူမှမနှောက်ယှက်ရန်ဖြစ်သည်
ပြက်ကလေးသို့မဟုတ်တန်ရာတွေကိုပုံမှန်ပြန်လည်သုံးသပ်ပါဤကရိယာများသည်နေ့စဉ်အစီအစဉ်ဆွဲရတဲ့အထောက်အကူဖြစ်သည့်အပြင်ပြန်လည်သုံးသပ်တွေးခေါ်မှုကိုဖွံ့ဖြိုးရန်လည်းအကူအညီသည်တင်းနစ်ကိုမိတို့ကုံဆုံးလိုသည်မိသည့်ရလဒ်များကိုလိုချင်သည်ကိုစဉ်းစားပါထို့နောက်တင့်အတွင်းနှင့်ခံစားချက်များအပေါ်အခြေခံကခိုင်မာသောအစီအစဉ်များရေးဆွဲပါအလုံးဝင်ပြီလာပါကယုံကြည်စိတ်ချရသူများထံတာဝန်ခွဲဝေပါတင့်ပြက်ကလေးနှင့်တန်ရာရီသည်တင့်အချင်းကိုမိတို့သုံးဆက်ပြီးဦးစားပေးမှုများကိုဖော်ပြသည်တင့်အချင်းစိုက်ထုတ်နေသောလှုပ်ရှားမှုများသည်တကယ်ထိုက်တန်မှသလားဆန်းစစ်ပါ၎င်းတို့သည်တင့်ကိုလူသားတဦးအနေဖြင့်တိုးတက်စေမည်လားမိသားစုနှင့်မိတ်ဆွေများနှင့်ဆက်ဆံရေးကိုခိုင်မာစေမည်လားတင့်အလောက်ကန်ကိုအရှိန်မြင့်ပေးမည်လားဤမိကိုများအတွက်အဖြစ်ရှာရတွင်ပြန်လည်သုံးသပ်တွေးခေါ်မှုကအထောက်အကူဖြစ်စေသည်နောက်ဆုံးတွင်တင့်အတွေးများကိုလှုပ်ဆောင်မှုဖြစ်ပြောင်းလဲပါစဉ်းစားချက်များကိုလက်တွေ့အကောင့်ထဲပေါ်ခြင်းဖြင့်သာတင့်ဘဝသည်အတိတ်ပဲရှိလာမည်ဖြစ်သည်တင့်ပြန်လည်သုံးသပ်ပြီးပါကထိုသိမြင်ချက်များအပေါ်လှုပ်ဆောင်ပါဤစဉ်သည်အရေးကြီးသည့်အဘဲကြောင့်ဆိုသော၎င်းသည်တင့်ဘဝကိုပြောင်းလဲနိုင်သောကြောင့်ဖြစ်သည်တင့်ကိုသိစော်ပေးသောညီလာခံတစ်ခုတွင်တက်ရောက်ဖို့ပါသလားဟောပြောသူကိုစိတ်ဝင်စားစွာနားထောင်မှတ်စုရေးခဲ့ကကိုတိုးတက်အောင်စူးစမ်းမိဟုကတိပြုခဲ့ပူမည်သို့သောညီလာခံပြီးတော့ပါကထိုမှတ်စုများကိုပြန်မကြည့်ပဲလက်တွေ့မလှုပ်ဆောင်ခဲ့ပါလှုပ်ဆောင်မှုမရှိပါကပြန်လဲသုံးသက်တွေးခေါ်မှုသည်အတိတ်ပဲမရှိပါတွေးခေါ်မှုသည်ရလဒ်သုံးမျိုးကိုဖန်တီးရန်လိုအပ်သည်ကိုအမြဲတမ်းရပါနံပါတ်1တဲ့အားရှုထောက်တစ်ပေးသည်နံပါတ်2အနာဂတ်တွင်လမ်းညွှန်ပေးသည်နံပါတ်3လူသားတဦးအနေဖြင့်တိုးတက်စေသည်လူကြိုက်များသောအမြင်များကိုမေးခွန်းထုတ်ပါလူအများလှုပ်သည့်အတိုင်းလိုက်လို့ခြင်းသို့မဟုတ်၎င်းတို့အမြင်ကိုသဘောတူရန်လွယ်ကူသည်ဥပမာတင်တည်းပြောသမျှကိုလိုက်နာပါကပြဿနာနေမည်ဒလစ်ထုံးနှံများကိုလိုက်နာရန်လွယ်သည်အများစုယုံကြည်သည်ကိုကျွန်ုပ်တို့ကမှန်တာပဲဟုမှန်တတ်သည်ဒီရာကိုလူကြိုက်များသောအမြင်များ popular thinking ဟုခေါ်သည်အများစုထင်သည်ကိုအမှန်အဖြစ်လက်ခံခြင်းဖြစ်တော်လဲထို့သောမဟုတ်ပါကိုပါနီဂတ်ကိုတတိယပါသလားသူခေတ်ကလူများကကဘာဒီစကြဝဠာ၏ဘဟုဟုယုံကြည်ခဲ့သည်သို့သောကိုပါနီဂတ်က EU စကိုမာယွန်းကြောင်းတတ်သိပြခဲ့သည်နေစကြဝဠာသည်ကဘာကိုမဟုတ်ပဲနေကိုဘဟုပြု၍လက်ပတ်နေကြောင်းဖော်ထုတ်ခဲ့သည်ဤဒီမှာသူခေတ်၏လူကြိုက်များသောအမြင်ကိုစင်ခေါ်ခြင်းဖြစ်သည်လူကြိုက်များသောအမြင်များသည်မာယွန်းမှုကိုမြင့်တင်နိုင်သည်လူများသည်တယောက်တည်းရက်ဒီမှာကိုအလွန်ကြောက်သောကြောင့်အခြားသူများနှင့်လမ်းတူလျှောက်ရန်သဘောတူကြသည်အုပ်စုထဲမှာထင်ရှားခြင်းသူမရှိပါပြောင်းလဲမှုသည်လည်းကြောက်စရာဖြစ်သည်နေ့စဉ်လှုပ်ရိုးလှုပ်စင်များကလုံခြုံမှုကိုပေးတော်လဲ၎င်းသည်အမြဲမှန်သည်ဟုမဆိုလိုပါအောင်မြင်ရန်ဒလစ်ထုံးနှံများကိုစင်ခေါ်ရမည်ဥပမာတင်တဲ့ကိုလုပ်ငန်းစဉ်တစ်ခုသည်မထီရောက်ကြောင်းပြသရန်လိုအပ်နိုင်သည်သို့မဟုတ်လူအများယုံကြည်နေသောအမားကိုမှန်ကန်သည်ဟုတတ်သိပြနိုင်သည်လူကြိုက်များသောအမြင်များကိုမေးခွန်းထုတ်ခြင်းဖြင့်သာအမှန်တရားနှင့်အောင်မြင်မှုစီသို့ဆင့်ကပ်နိုင်မည်ဖြစ်သည်လူကြိုက်များသောအမြင်များကိုမေးခွန်းထုံနိုင်စွမ်းသည်ကောင်းမွန်သောတွေးခေါ်သူတို့၏လက္ခဏာဖြစ်သည်လူကြိုက်များသောအမြင်မှလွတ်မြောက်ရန်သင်ကြားသမျှကိုစနစ်တကျစီစစ်မေးမြန်းရန်အရေးကြီးသည်အချိန်ကြာလာသည့်နှင့်အမျှဤအလေးချင်းသည်သဘာဝကျလာမည်ထပ်မံလှုပ်ဆောင်သင့်သည့်အချက်များမှာလူကြိုက်များသောအမြင်များကိုမေးခွန်းထုတ်နိုင်စွမ်းသည်ကောင်းမွန်သောတွေးခေါ်သူတို့၏လက္ခဏာဖြစ်သည်လူကြိုက်များသောအမြင်မှလွတ်မြောက်ရန်သင်ကြားသမျှကိုစနစ်တကျစီစစ်မေးမြန်းရန်အရေးကြီးသည်အချိန်ကြာလာသည့်နှင့်အမျှဤအလေးချင်းသည်သဘာဝကျလာမည်ထပ်မံလှုပ်ဆောင်သည့်အချက်များမှာလူကြိုက်များသောအမြင်ကိုစင်ခေါ်ရန်နည်းလမ်းများနံပါတ်1မလိုက်နာမီစဉ်းစားပါလူများသူသည်လူကြိုက်များသောကြောင့်မျက်စိမိတ်လိုက်နိုင်တတ်သည်ဥပမာ2000ခုနှစ်စက်တင်ဘာလ17ရက်ဖြစ်ရပြီးနောက်လူများသည်နယူးယောက်သို့ခီးသွားရင်ကြောက်ရွံ့ခဲ့ကြပြီးရေများစွာပြတ်သွားခဲ့သည်ကျွန်းသည်လူကြိုက်များသောအမြင်ကိုလိုက်နာပါကတိုးနှင့်စနီးတဲ့နယူးယောက်ခီးတွင်ဝေချင်းများစွာမစုမိပါလူကြိုက်များသောအတွေ့ကိုရှောင်ရှားခြင်းဖြင့်တင့်အခြေအနေနှင့်ကိုက်ညီဆုံးရွေးချယ်မှုကိုပြုလုပ်နိုင်သည်နံပါတ်2ကိုယ်နှင့်မတူသောအတွေ့များကိုလက်ခံပါကျုံဝင်နေချမှုသည်အောင်မြင်မှုအတွက်အရေးပါသည်အခြားသူများ၏အမြင်ကိုလေးစားပြီး၎င်းတို့ထံမှတန်မိုးရှိသောသင်ခန်းစာရနိုင်ကြောင်းနားလည်ပါသူတို့၏နည်းလမ်းများကိုတင့်နည်းနှင့်လုံးဝမတူသည့်အတိုင်းမပယ်ပစ်ပါနှင့်ပညာရေးအလုပ်စိတ်ဝင်စားမှုစသည့်ကွဲပြားသောနောက်ခံများရှိသူများနှင့်တွေ့ဆုံမှုအခွင့်အရေးကိုဖန်တီးပါကိုယ်နှင့်မတူသူများနှင့်ထိတွေ့မှုများလာလျင်တင့်တွေးခေါ်မှုစွမ်းရည်ကိုပုံမူကျပြန့်လာမည်နံပါတ်3တင့်ကိုယ်ပိုင်အတွေ့ကိုမကြာခဏစီစစ်ပါလူကြိုက်များသောအမြင်မှလွတ်မြောက်ပြီးတင့်ကိုယ်ပိုင် idea များကိုစင်ကိုကတင့်အတွက်တင့်တော်ဆုံးနည်းလမ်းကိုရှာဖွေပါ
ဤကဲ့သို့တွေးခေါ်မှုကိုတလုံးလက်ကင်ထားရန်ထင်သလောက်မှခက်ခဲပါ၎င်းသည်လူကြိုက်များသောနီးမဟုတ်လျင်ပင်တင့်အတွက်လုပ်ဖြစ်လိမ့်မည်တတိပေးချက်တင့်တွေးခေါ်မှုကိုပြောင်းလဲရန်ညှင်းဆန်ပါကတင့်တိုးတက်လာမည်မဟုတ်ပါတင်မှန်သည်ဟုယုံကြည်သောအရာများတွင်သာညှက်နေပြီးအခွင့်ကောင်းများစွာကိုလက်လွတ်စေလိမ့်မည်ထို့ကြောင့်ကိုအစမပြတ်စိန်ခေါ်မှုသည်အတိကတော့ချက်ဖြစ်သည်ပြောင်းလဲမှုကိုလက်ခံသူများသည်ပုံမတောက်ပသောအနာဂတ်ကိုပိုင်ဆိုင်ကြသည်အသစ်သောအရာများနှင့်နီလန်းများကိုစမ်းသပ်လှုပ်ဆောင်ပါလာတိုင်းအသစ်သောအရာတစ်ခုကိုစမ်းလုပ်ခြင်းကိုအလေးထားပြုလုပ်ပါအသစ်သောအတွေ့အကြုံများသည်အသစ်သောစိတ်ကူးများကိုဖြစ်ထွန်းစေနိုင်သည်အသစ်စမ်းလုပ်ခြင်းသည်အနေရှိရမည်ဟုမဆိုလိုပါတင်နေ့စဉ်လှုပ်ရိုးလှုပ်စဉ်များကိုအနှဲငယ်ပြောင်းလဲခြင်းဖြင့်စတင်နိုင်သည်ဥပမာအိမ်ပြန်လန်းကိုမတူသောလမ်းမှသွားပါသို့မဟုတ်စားတောက်ဆိုင်တွင်မစားဘူးသောအစားအစာကိုမှာယူပါအချိန်ချင်းအဖက်မှန်ထပ်တူလုပ်နေပါကတင်းစိတ်သည်တုတ်ဆိုင်လာပြီးစိတ်ကူးအသစ်များမထွက်နိုင်ပါထို့ကြောင့်အသစ်သောအတွေ့အကြုံများသည့်အရေးကြီးသည်၎င်းတို့သည်တင့်အမြင်ကိုလှမ်းဆန်းစေပြီးအဟောင်းများသည်အမြဲမှန်သည်မဟုတ်ကြောင်းသတိပေးသည်အဆုံးအချက်နေဖြင့်မတတ်မတာဖြစ်မှုနှင့်မိတ်ဆွေပြုပါတာမန်ထက်ကွဲပြားစွာတွေးခေါ်သူများသည်မကြခဏကန့်ကွက်မှုကိုရင်ဆိုင်ရတတ်သည်အသစ်သောစိတ်ကူးများသည့်အခြားသူများကိုစိတ်အနှောက်အယှက်ဖြစ်စေနိုင်သည်တင်ယုံကြည်သည့်အကောင်းဆုံးရွေးချယ်မှုကိုအခြေခံ၍တွေးခေါ်ပါများသောအားဖြင့်ဤရွေးချယ်မှုသည်လူကြိုက်များလိမ့်မည်မဟုတ်တော့လဲတီးဤခံယူချက်ကိုဆွဲကင်ပါလူများကတင့်ကိုမေးခွန်းထုတ်ပြီးမတတ်မတာဖြစ်အောင်လုပ်လိမ့်မည်သို့သောတမိုင်းတွင်ကဲ့သို့အားလုံးသည်ဤအဆင့်ကိုကြော်ပြခဲ့ကြောင်းတတိယပါသူတို့ဤစိတ်ကူးများသည်အခြားသူများကိုစိတ်မတတ်မတာဖြစ်စေသဖြင့်ရန်သူများအဖြစ်မြင်တွေ့ခံခဲ့ရသည်သို့သောထိုစိတ်ကူးများကပင်ပြောင်းလဲမှုလိုင်းများကိုစတင်ခဲ့သည်တနေ့တွင်တင်ဤထူးခြားသောစိတ်ကူးသည်လည်းအတိမတ်ပြုခံရနိုင်သည်မိကုံးထုတ်လွှင့်စိတ်ကိုအမြဲထိမ့်သိမ့်ပါသုံးသက်ချက်အောင်မြင်သူများ၏တူညီသောလက္ခဏာမှာသူတို့သည်တာမန်လူများနှင့်မတူဘဲကွဲပြားစွာရှင်သန်ပြီးစိန်ခေါ်မှုများကိုထူးခြားသောနည်းလမ်းဖြင့်ဖြေရှင်းသည်အောင်မြင်မှု၏အဓိကတော့ချက်မှာစဉ်းစားနည်းဖြစ်သည်သူတို့သည်ကြီးမားစွာတွေးတတ်သည်ဆိုလိုသည်မှာအနာဂတ်ကိုရည်မှန်းပြီးဆုံးဖြတ်ချက်ကြတတ်သည်မလို့ဆောင်မီဤရာကကျွန်ုပ်ကိုကြည်ပွားစေမည်လားဟုတင့်ကိုယ်တင်မေးခွန်းထုတ်ပါနောက်တော့ချက်သင်ခန်းစာတစ်ခုမှာဖန်တီးနိုင်စွမ်းသည့်အောင်မြင်သူများ၏လက္ခဏာတစ်ရပ်ဖြစ်သည်ဖန်တီးနိုင်မှုသည်တင့်စိတ်ကိုထပ်မြက်စေသည်၎င်းသည်မှန်ကန်သောရွေးချယ်မှုကိုပြုလုပ်ရန်ကိုညီရုံသာမကအကောင်းဆုံးရွေးချယ်မှုကိုပြုလုပ်စေသည်ဖန်တီးနိုင်စွမ်းသည်တင့်ကိုတက်တာနှင့်ပဲမှထုတ်ပေးသည်အဘဲကြောင့်ဆိုသောအောင်မြင်မှုသည်ထိုနေရာတွင်စောင့်မျှော်နေသောကြောင့်ဖြစ်သည်ဖန်တီးနိုင်သူဖြစ်ခြင်းသည်ကြားချက်မှုကိုမကြောက်ရွံ့ခြင်းဖြစ်သည်အကျဉ်းတရားပင်ဖြစ်ပါသည်တင်တိထားပြီးဖြစ်သည့်အတိုင်းဤဗျူဟာကြသောစိတ်ထားသည့်အလုတ်တိုင်းအတွက်အရေးကြီးသည်ဤဗျူဟာများကိုစဉ်းစားခြင်းသည်ပုံမထိရောက်စွာအလုံးလုံးနိုင်စေပြီးတင်လန်းသည့်အစဉ်တိုင်းသည်ပန်းနိုင်နေနည်းသည်အသေးကြသေးသည်၎င်းသည်တင်အလုတ်ကိုစီမံနိုင်သောအပိုင်းများခွဲခြားခြင်းဖြင့်စိတ်ပီစီမှုမရှိစေရန်ဆိုလိုသည်ပြန်လည်သုံးသပ်သောစဉ်းစားမှုသည်လည်းအရေးကြီးသောအလေးချင်းတစ်ခုဖြစ်သည်၎င်းသည်အတိတ်အတွေ့အကြုံများကိုပြန်ကြည့်ကာအခြေအနေများကိုပုံမကောင်းမွန်စွာကိုင်တွယ်နိုင်မှုကိုစဉ်းစားရန်တိုက်တွန်းခြင်းဖြင့်ပုံမကောင်းမွန်သောဆုံးဖြတ်ချက်များကိုချမှတ်စေနိုင်သည်အောင်မြင်သူများသည်၎င်းတို့၏အမှားများမှာအမြဲတမ်းသင်ယူသည်ထို့အပြင်ကွဲပြားသောစဉ်းစားခြင်း၏အရေးပါမှုကိုလည်းသင်သိထားပြီးဖြစ်သည်တမိုင်းတစ်လျှောက်ကြီးမြတ်သူသည်လူကြိုက်များသောအတွေ့အခေါ်များကိုမေးခွန်းထုတ်ခဲ့သည်သင်သည်လည်းတစ်တာပြင်ပကိုစဉ်းစားရန်ရန်ရင်သင်သည်မှတ်ထားပါဤဗျူဟာမြောက်စဉ်းစားခြင်းပြန်လည်သုံးသပ်သောစဉ်းစားမှုဖန်တီးနိုင်သောစဉ်းစားမှုကြီးမားစွာစဉ်းစားမှုနှင့်ကွဲပြားစွာစဉ်းစားခြင်းတို့သည်နေ့စဉ်လေ့ကျင့်ရမည့်အလေးထားများဖြစ်သည်ယခုဆိုလျှင်အောင်မြင်သူများသည်မိတို့စဉ်းစားသည်ကိုသိပြီးဖြစ်သည်ထို့ကြောင့်ဤအဆင့်များကိုလေ့ကျင့်လှုပ်ဆောင်ကာကိုယ်တိုင်အောင်မြင်အောင်ကြိုးစားပါတင့်အတွေးခေါ်ကိုပြောင်းလဲနိုင်မှာကတင့်ဘဝကိုပြောင်းလဲနိုင်ပြီဂျုံစီမတ်ဝဲ၏အောင်မြင်သူများဘလို့တွေးခေါ်တယ်လဲအတန်သွင်းစာအုပ်အချင်းချင်းကိုနားထောင်ပေးသည့်အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဤသိမြင်နားလည်မှုများသည့်တန်မိုးရှိပြီးစေစုံနိုင်သည်ဟုမျှော်လင့်ပါတယ်ဤအချင်းချင်းကိုနှစ်သက်ပါကကျွန်တော်ဤ channel ကို like လုပ် share လုပ် subscribe လုပ်ရန်မမေ့ပါနဲ့နောက်ထပ်အတန်သွင်းစာအုပ်အချင်းချင်းများအတွက်စောင့်ကြည့်နေပါနောက်တစ်ချိန်တွေ့သည့်အခါတင်းစိတ်ကိုစင်ကုန်မှုများဆက်လက်ပြုလုပ်ပြီးကြီးထွားမှုနှင့်အောင်မြင်မှုအတွက်ဆက်လက်ကြိုးစားပါကျေးဇူးများကြီးတင်ပါတယ်